ကဲပြောဘယ်လိုပုံစံလိုချင်တာလဲဟုတ်ကိုဟွာလေးကျွန်တော်ရိုက်ထားတဲ့ဒီပြင်သေးဈေးချိုနိုင်စဉ်ကြီးကိုလေကျွန်တော်လည်းအဲ့လိုလုပ်ချင်တာဟုတ်ကိုဟွာလေးပြင်သေးသွားလိုက်တာပတ်စံနဲ့တော်တော်ကုန်သွားတာဆိုတော့လက်ထဲမှာဒီလောက်ပဲကြံတယ်ဒါလေးနဲ့ပဲအဆင်ပြေအောင်လုပ်ပြပါနော်โอเคပါနောက်ဆိုရင်လည်းရပါတယ်ခဏလေးစောင့်အခုလက်ကြီးကတအားရှိသွားပြီလေဘရိုပဲပြောလက်ကင်ထားဆိုမဟုတ်ကျွန်တော်ကတဘာဝကြတဲ့ဒီကင်ထားတဲ့ပုံလေးလိုချင်တာအခုကထိုင်းသေးရကလေးလက်ကြီးဖြစ်ပေါက်ပြီမဟုတ်သေးဘူးလေကိုနိုင်စင်ကြီးကဒီထဲမှာလွင့်နေဘရိုပြောတော့လက်ကိုမရှိနဲ့ဆိုအဲ့ဒါကြောင့်ကျွန်တော်နိုင်စင်ကိုလှည့်လိုက်တာလေဟုတ်ကိုနိုင်စင်ကိုလည်းမလှည့်ဘဲနဲ့သူတဘာဝကြနဲ့လက်ကအိုင်နာလေးကိုသွားပြီးတော့ကင်ထားတဲ့ပုံစံအဲ့လိုမျိုးလိုချင်တာဟာကိုလှေကားကြီးနဲ့တက်ပြီးတော့ကင်တာကျွန်တော်မလိုချင်ဘူးဘရိုရိုက်ထားတဲ့မူရင်းပုံမှာလက်နဲ့နိုင်စင်ဝေးနေအဲ့လောက်ပဲရမှာမဟုတ်ဘူးကျွန်တော်ဆိုလိုတာဒီလက်ကိုဒီတိုင်းပဲထားပြီးတော့အဲ့နိုင်စင်ထိတ်ကိုလက်ရှိတဲ့နေရာကိုလာလိုက်လို့ရလားဟာကိုနိုင်စင်ကြီးကညှိုးပြီးတော့ကြာသွားပြီလေအဲ့ဒါဘရိုပြောသလိုနိုင်စင်ထိတ်ကလက်ရှိတဲ့နေရာကိုရောက်လာတာပဲလေအဲ့လိုမဟုတ်လားအခုကျွန်တော်ဘယ်လိုပြောမှန်းတော့မသိတော့ကျွန်တော်ဆိုလိုတာဗျာနိုင်စင်ကိုဘာမှမလုပ်နဲ့ကွေးသွားအောင်လည်းမလုပ်ဘဲနဲ့အဲ့လိုလက်အောက်ကိုလာလို့ရလားโอเคသဘောပေါက်ပြီကြည့်ကောင်းလုပ်ပြီနော်ကိုရဲ့ကျွန်တော်ကောင်မတီးကကျွန်တော်ပြင်သစ်ကပြန်လာတယ်ဆိုတော့မယုံဘူးဟာကိုနိုင်စင်ကြီးကအရန်သေးသွားပြီလေဘယ်လိုလုပ်သဘောကြတော့မှာလို့ပြောပြမယ်ဝင်းပုံမှာကလက်နဲ့နိုင်စင်တွေကတအားဝေးနေတာကျွန်တော်လည်းဒီလောက်ပဲလုပ်ပြီးလို့ရမှာအဲ့လိုပြစ်စလက်ခက်ကြီးတော့မလုပ်ပါနဲ့ဗျာဒီအခုကပြင်သစ်နိုင်စင်နဲ့တော့မတူတော့ဘူးဗျာဒီကလေးကစားကွင်းတွေကအယုတ်ကြီးလိုဖြစ်နေဟောတီးပြီမခန့်ညာတော့ဟုတ်တယ်အဲ့ဒါလုပ်ပြီးပါဟုတ်ပြီအမကြီးခန့်ညာကြီးဟာအခုကျွန်တော်ဘယ်ရောက်သွားလဲဟာကိုဘလို့လို့တဘာဝကြတော့မှလဲဗျာဟာကျွန်တော်လည်းလုံးနိုင်တော့တော့လုံးနေတာပဲဗျာဒါပေမဲ့ခက်တာခင်ဗျားလိုချင်တဲ့ပုံစံမျိုး